လူတွေကတခုခုကိုလောက်တော့မယ်ဆိုလို့ရှိရင်သူတို့ဘာကြိုးကျေးဇူးရမလဲဆိုတာကိုစဉ်းစားရတယ်ပေါ့နော်စဉ်းစားပြီးတော့မှရလာမဲ့ကြိုးကျေးဇူးကိုကြည့်ပြီးတော့မှလှုပ်တင်မလှုပ်တင်ဆုံးဖြတ်ကြတယ်ပေါ့နော်အဲ့လိုမျိုးပဲเนาะဒီမြန်မာစာသင်ကြားရခြင်းကြောင့်ရရှိလာမဲ့အကျိုးကျေးဇူးကိုမသိဘဲနဲ့မြန်မာစာကိုဘာဖြစ်လို့ထပ်ပြီးတော့သင်ရမှာလဲပေါ့နော်အဲ့လောက်ကြီးသင်စရာလို့လားမြန်မာစာရေးတက်ဖက်တက်ရင်ရပြီပေါ့ဆိုတော့သူတွေလည်းရှိမှာပါအဲ့တော့ကျမကမြန်မာစာသင်ကြားရခြင်းရဲ့အကျိုးကျေးဇူးကိုသိမှသာလျှင်မြန်မာစာသင်ကြားရခြင်းရဲ့အပေါ်မှာဘာကြောင့်သင်ရတယ်ဆိုတာကိုသိပြီးတော့ကိုယ့်ရဲ့မြန်မာစာပေအပေါ်မှာမျက်နှိုးတာတန်ဖိုးထားတာဂုဏ်ယူတာတွေဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမကဒီနေ့ကမြန်မာစာသင်ကြားရခြင်းနဲ့ပတ်သက်ပြီးတော့ရရှိလာမယ့်အကျိုးကျေးဇူးလေးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်အဲ့တော့မြန်မာစာသင်ကြားရခြင်းမှာလည်းကျမတို့ကအခြေခံအကျဆုံးပေါ့နော်စွမ်းရည်လေးမျိုးရှိပါတယ်အဲ့ဒါဘာတွေလဲဆိုလို့ရှိရင်အနာကြားစွမ်းရည်အပြောဆိုစွမ်းရည်အရွတ်ဖက်စွမ်းရည်အရေးသားစွမ်းရည်ဆိုပြီးတော့စွမ်းရည်လေးမျိုးရှိတယ်ဒီစွမ်းရည်လေးမျိုးကတော့အခြေခံအကျဆုံးပဲဖြစ်ပါတယ်အနာကြားစွမ်းရည်ကိုသင်ကြားလို့ရှိရင်ဘာတွေရမှာလဲကလေးတွေကတစ်ဖက်သားပြောတဲ့စကားကိုနားလေလားနားမလဲဘူးဆိုတာကိုဒီအနာကြားစွမ်းရည်ကနေပြီးတော့ဆုံးဖြတ်တယ်ပေါ့နော်ပြီးလို့ရှိရင်အပြောဆိုစွမ်းရည်မှာလည်းကျမတို့ကအချက်တွေအများကြီးရှိရဆိုပေမဲ့သူများကိုကပြောချင်တဲ့အခါမှာရေးလဲပြန်ပြီးတော့ပြောတဲ့ဆိုတတ်ဖို့ပေါ့နော်အပြောဆိုစွမ်းရည်လေးတွေရှိဖို့လည်းလိုအပ်တယ်နောက်တစ်ခါကျတော့အယိုးဖက်စွမ်းရည်ပေါ့နော်စာတော့ကိုဖတ်လိုက်တဲ့အချိန်မှာဖတ်ပြီးတော့အဲ့ဒီစာပေကပြောချင်တယ်เนาะအဓိကအကြောင်းအရာကိုနားလည်ရလားဆိုတာကိုကျမတို့ကသိမှဒါအရွတ်ဖက်စွမ်းရည်ရှိတယ်လို့ပြောလို့ရပါတယ်နောက်တစ်ခါကျတော့အရေးသားစွမ်းရည်ပေါ့เนาะအဲ့တော့ကိုကတခုခုပြောချင်တဲ့ဟာကိုကျမတို့ကစကားလုံးအနေနဲ့ဖော်မပြဘဲနဲ့စာနဲ့ရေးသားဖော်ပြလို့တဲ့အခါမှာဆိုလို့ရှိရင်เนาะထက်ကတိုင်းကြရေးတတ်ဖို့အတွက်ကလည်းအရေးသားစွမ်းရည်ရှိဖို့လိုအပ်ပါတယ်ဒါဆိုလို့ရှိရင်ဒီစွမ်းရည်လေးမျိုးရသွားပြီဆိုလို့ရှိရင်သူတို့ကကလေးတွေကပေါ့နော်ကိုယ်တိုင်စဉ်းစားတွေးခေါ်ပြီးတော့သူတို့ကိုယ်တိုင်ဖန်တီးပြီးတော့ရေးသားတဲ့စာပေလေးတွေเนาะစာကောင်းလေးတွေထွက်ပေါ်လာမှာပဲဖြစ်ပါတယ်အဲ့တော့ဒီအခြေခံချတဲ့စွမ်းရည်လေးမျိုးကိုရရှိသွားပြီဆိုလို့ရှိရင်ကလေးလေးတွေကရင်ကျေးမှုရှိတဲ့ကလေးလေးတွေကိုကျင်တရားကောင်းတဲ့ကလေးလေးတွေဘုသူဒ္ဓကြွားတဲ့ကလေးလေးတွေဖြစ်လာမှာပဲဖြစ်ပါတယ်ရှင်ဒါဆိုလို့ရှိရင်တော့မြန်မာစာသင်ကြားရခြင်းဖြင့်ရရှိလာမယ့်အကျိုးကျေးဇူးတွေအများကြီးပဲရှိတဲ့အတွက်ကြောင့်မလို့ကိုမြန်မာစာသင်ကြားရခြင်းရဲ့အပေါ်မှာလည်းဂုဏ်ယူတတ်ဖို့เนาะလိုပါတယ်ဒါကြောင့်မလို့ကျမကမြန်မာစာသင်ကြားရခြင်းနဲ့ပတ်သက်တဲ့အကျိုးကျေးဇူးလေး